Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
မိဘတို့မှာချီးမြှင့်အပ်ပါသောပုဒ္ဒတာရတ္တသင်္ဃဟောမင်္ဂလာအာမိတ်သာနုက္ခဓမ္မနုက္ခဟောတော်မူဗျာဒေသနာဖယားသာသနာအမွေခံယူမိဘတို့မှာချီးမြှင့်အပ်ပါသောပုဒ္ဒတာရတ္တသင်္ဃဟောမင်္ဂလာအာမိတ်သာနုက္ခဓမ္မနုက္ခဟောတော်မူဗျာဒေသနာဖယားသာသနာအမွေခံယူသာမဏေယပပင်စမြောက်ချီးမြောက်မိသားသေးကြရှုမကြီးသမီးယရနာကန္နဝေဒနာနာသမင်္ဂလာသာမဏေယပပင်စမြောက်ချီးမြောက်မိသားသေးကြရှုမကြီးသမီးယရနာကန္နဝေဒနာနာသမင်္ဂလာသာသနာပရိဘောကတေယဓမ္မဓာတပလူကအနုကမိကဥစ္စာနိဗ္ဗာန်ရသည်ဘဝတိုင်အောင်